အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YH blog ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ channel မှာရှိတဲ့အုံသီးနုနုလေးကိုခူးပြီးတော့ကျွန်တော်အုံသီးကြောက်ကြောလှုပ်ရှားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အုံသီးတက်ခူးလိုက်ရအောင်အုံသီးကိုခွဲတဲ့နေရာမှာကျွန်တော်တို့ကကြင်ကြင်နဲ့ဝိုင်းဝိုင်းလေးခွဲထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့အုံသီးကြောက်ကြောလှုပ်ရှားမှာဖြစ်တဲ့အတွက်ကြောင့်ဒီထဲကိုကျွန်တော်တို့ကကြောက်ကြောတွေကြိုပြီးတော့ထည့်ရမှာပေါ့နော်။အဲ့ခါကျရင်ကျွန်တော်တို့ကကလော်စားရတာလည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်။ခွဲပြီးသားအုံသီးရဲ့အုံရည်တွေကိုတော့ကျွန်တော်တို့ယူမှာဖြစ်ပါတယ်။ဒီအုံရည်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ကြောက်ကြောနဲ့ရောပြီးကြိုမှာပေါ့နော်။အုံရည်တွေယူပြီးွားရဆိုရင်တော့ကျွန်တော်တို့ဒီအုံသီးထဲမှာရှိတဲ့အသားလေးတွေဇွန်းချစ်လေးတွေကိုကျွန်တော်တို့အစင်သစ်ဖြစ်အောင်လို့ချက်ထားလိုက်ပါမယ်ဒီလောက်နေထားဆိုရင်တော့ရပြီဖြစ်ပါတယ်ဒီထဲမှာရှိတဲ့ချစ်ပြီးသားအုံသီးလေးတွေကိုကျွန်တော်တို့ကဇွန်းလေးတွေနဲ့လိုက်ပြီးတော့ခြေထားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးွားရင်တော့ကျွန်တော်ဒါလေးကိုအုပ်ထားလိုက်မယ်ကြောက်ကြောကြိုဖို့အတွက်ပြင်ဆင်လိုက်မယ်ကြောက်ကြောတော့ကျွန်တော်ယူရီးယားကြောက်ကြောတယ်လီဖုန်းတစ်စိတ်ဆိုတဲ့ဟာလေးကိုအသုံးပြုမှာဖြစ်ပါတယ်အသုံးပြုကြိုချက်ရမယ့်နီလန်းကိုတော့ကြောပတ်မှာရေးပေးထားပါတယ်ကျွန်တော်ကတော့ဒီထဲမှာရှိတဲ့ကြောက်ကြောမှုန့်ကိုတစုံမဲ့သုံးပါမယ်ကျွန်တော်မှလည်းအုံးရီကနည်းနည်းလေးပဲရှိတာအတွက်ကြောင့်ပါကြောက်ကြောမှုန့်နဲ့အုံးရီကိုကျွန်တော်တို့ကောင်းကောင်းလေးသမအောင်မွေပေးရမှာဖြစ်ပါတယ်ပြီးွားရင်တော့ကျွန်တော်ဒီထဲကိုတကြားထည့်ရမယ်စားထည့်ရမှာဖြစ်ပါတယ်တကြားကိုတော့ကျွန်တော်ကဒီမှာ၅ချက်သားသုံးထားပါတယ်ပထမတော့ကျွန်တော်ဒီမှာတစုံနှစ်စုံစားလောက်ပဲချိန်ပြီးလုံးမလို့ပါတကယ်တမ်းချိန်ကြီးတဲ့အခါကျတော့ထည့်ရင်နဲ့၅ချက်သားထဲမှာအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်အထုပ်လေးရတာ၅ချက်သားထုတ်လေးပါဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့မှုေးလိုက်မယ်တကြားနဲ့စားလေးထည့်ပြီးသွားပြီကျွန်တော်အခုမှုေးနေရတဲ့အကြောင်းရင်းကတော့ကြောက်ကြောမခဲသွားအောင်ဖြစ်ပါတယ်မှုေးနေရင်းနဲ့ဒီအခြေအနေလေးကိုရပြီဆိုရင်တော့ကျွန်တော်တို့ကမီးဘဘောကိုစပြီးတော့တင်လို့ရပြီဖြစ်ပါတယ်မီးဘဘောကိုစပြီးတင်တဲ့အခါမှာလည်းအောက်ကမီးအေးအေးလေးနဲ့ကျွန်တော်တို့ကြိုပေးရမှာဖြစ်ပါတယ်ကြိုတဲ့အခါမှာလည်းအပေါ်ကနေမှွေပေးနေရမှာဖြစ်ပါတယ်ဒါမှမခဲသွားမှာပေါ့နော်မွေနေရင်းနဲ့အခုလိုမျိုးစူလာပြီဆိုရင်တော့ကျွန်တော်တို့ကြောက်ကြောဟာဒါကြက်ပြီဆိုတဲ့အနေအထားကိုပြသနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကချလို့ရပြီပေါ့နော်မိဘဘဝကနေချပြီးတော့အခုလိုပူနေတဲ့အချိန်မှာအုံသီးထဲကိုကျွန်တော်တို့ကြောက်ကြောကြိုတဲ့အရေကိုထည့်ရမှာဖြစ်ပါတယ်ကြောက်ကြောအရည်တွေထည့်ပြီးွားရင်တော့ကျွန်တော်တို့အနှဲငယ်လေးသမအောင်လို့မှွေပေးလိုက်ပါဒါမှအုံသီးဖက်လေးတွေလည်းမျှတသွားမှာဖြစ်ပါတယ်ဒီဘက်အုံသီးကပြည့်ပြီဆိုတော့ကျွန်တော်နောက်တစ်ခုကိုဆက်ပြီးထည့်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့အုံသီးထဲမှာရှိတဲ့ကြောက်ကြောလေးတွေကိုအေးခံရမှာဖြစ်ပါတယ်15မိနစ်လောက်စောင့်မယ်ဆိုရင်လည်းရပါတယ်ဒီကက်တစ်တာတွေကိုထည့်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်15မိနစ်20လောက်ကြာပြီးတဲ့အချိန်မှာတော့အခုလိုလှန်ကြည့်လိုက်တဲ့အခါအရန်ကိုစားခြင်းစပွဲဖြစ်တဲ့အုံသီးကြောက်ကြောလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်ဇွန်းလေးနဲ့နည်းနည်းနှိုက်ပြီးတော့မြည်ကြည့်လိုက်မယ်ဗျာဘယ်လိုအခြေအနေရှိလဲဆိုတာ။အိုးလုံးဝရှယ်ကြီးဗျာ။ကဲဖဲလိုက်တော့မယ်။ဒီကြောက်ကြောကြိုတာကဒါကျွန်တော်ရဲ့ဒါ first time အတွေ့အကြုံပဲဖြစ်ပါတယ်။တခါမှလည်းမကြိုဘူးပါဘူးကြောက်ကြော။အရန်ကိုစားလို့ကောင်းတဲ့အုံသီးကြောက်ကြောလေးဖြစ်ပါတယ်။မိတ်ဆွေတို့လည်းအပြင်မှာလိုက်ပြီးတော့အပြင်းပြေလှုပ်ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် See you next video bye bye